င်္ဂလာပါကျွန်တော်ကရောရှမ်းလေးပါ အားလုံးတာလီဆိုပါကျွန်တော်လည်းကြိုးစိုးနေပါခင်ဗျာ ဒီနေ့မှာတော့ကျွန်တော်ရှမ်းလေးနဲ့အခုခြေနဲ့တင်ပြသွားမယ့်ခေါင်းစဉ်ကရိုဟင်ဂျာဘာတူလဲဘင်္ဂါလီဘာတူလဲဆိုတဲ့ခေါင်းစဉ်နဲ့တင်ပြပေးသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာဒါရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကစိတ်ဝင်စားနေတာတွေရှိတယ်။ပြီးတော့ကျွန်တော်တို့ဒါဒီနောက်ပိုင်းလူငယ်တွေဒီရိုဟင်ဂျာကိစ္စတွေပြီးတော့ရိုဟင်ဂျာနဲ့ဘင်္ဂါလီမတဲကွဲတဲ့ကိစ္စတွေဆိုတော့ဒါတွေကိုကျွန်တော်တို့သမိုင်းနဲ့ဒါသက်သေတွေနဲ့တကွာတင်ပြပေးသွားမှာဖြစ်တယ်ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နိုင်ငံကိုဒါအုပ်ချုပ်ခဲ့တဲ့နော်အာဏာရှင်အုပ်စုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေကသိရမှာဖြစ်ပါတယ်ဗျ ဟုတ်ပါတယ်ခင်ဗျာဒီကျွန်တော်တို့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့ဒီစကားလုံးကိုကျွန်တော်မသုံးတော့ခင်ပါပေါ့နော်ဒီလက်ရှိနေပြီးတော့သူတို့တွေကဘာသာကိုကိုရလက်ရှိနေအစ္စလာမ်ဘာသာကိုကိုရတယ်အဲ့ကဒီလူတွေကဘာဖြစ်လဲဆိုတော့ဒီအစ္စလာမ်နဲ့မွတ်စလင်နဲ့ကိုကိုပြမသိကြဘူးပေါ့နော်အမှန်မှဒီမွတ်စလင်ဆိုတာအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်ဒီကနေ့ကဘာပေါ်မှာလက်ရှိနေပြီးတော့ဒီမွတ်စလင်နိုင်ငံပေါင်း59နိုင်ငံရှိတယ်ဒီ59နိုင်ငံမှာဒီကဘာကြီးတစ်ခုလုံးမှာရှိနေကြတဲ့ဒီလက်ရှိအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်အဲ့တော့ဒီမွတ်စလင်ဆိုတာဒီသူတို့ဒီလက်ရှိအစ္စလာမ်ကိုကိုးကွယ်တဲ့လူကိုမွတ်စလင်လို့ခေါ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီပေါ်နာဒီသူတို့အခုလက်ရှိမြန်မာပြည်မှာနေထိုင်တဲ့မွတ်စလင်တွေကိုကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ခေါ်မှာလဲပေါ့နော်ဒါတွေကနေလုံးဝအတိတ်ကကြတယ်နောက်တစ်ခုဒီကျွန်တော်တို့သူတို့မှလည်းသူတို့ဒီတခြားနိုင်ငံတွေမှာလည်းရှိတော့တခြားနိုင်ငံတွေမှာလည်းရှိကြပါတယ်ဘာသူတို့နိုင်ငံမှာသူတို့လူမျိုးနဲ့သူတို့ပေါ့နော်အဲ့ဒါသူတို့အခိုးတစ်ခုတော့ရှိကြပြီသားဖြစ်တယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဥပဒေတိုင်းမြန်မာနိုင်ငံရဲ့ပုံစံတိုင်းပဲကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိနေပြီးတော့လူမှာနှမ်းမျိုးစီရှိတယ်နှမ်းမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာဥပမာဆိုကြပါစို့ဗမာလူမျိုးမြန်မာနိုင်ငံသားမိမိရဲ့မွေးဖွားရာဒေတာမိမိရဲ့မွေးဖွားရာနာမည်တစ်ခုနဲ့မိမိနေထိုင်တဲ့ဒေတာကပေးတဲ့နာမည်တစ်ခုဆိုပြီးနှစ်မျိုးရှိတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံသားဗမာလူမျိုးမြန်မာနိုင်ငံသားရှမ်းလူမျိုးမြန်မာနိုင်ငံသားရခိုင်လူမျိုးဆိုတော့နာမည်နှစ်မျိုးရှိတယ်တော့ဒီကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်တွင်းမှာမိတဲနေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်ကဘယ်လိုလူမျိုးပြတ်တတ်မှာလဲဒါဆိုလို့ဒီနေရာမှာကျွန်တော်စကားပြောဖို့အရန်လိုအပ်လိုက်ပေါ့နော်အဲ့တော့လက်ရှိနေဘင်္ဂါလီလို့သတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ဘင်္ဂါလီဆိုတာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်အဲ့တော့ဒီဘင်္ဂါလီဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကနေပြီးတော့ဒီဘင်္ဂါလီလို့ပဲသုံးနှုန်းနေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံထက်မှရှိနေတဲ့ဒီရခိုင်ပြည်နယ်ဟာနေပြီးတော့တာယာငင်းချမ်းနဲ့ပွားရမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကဒီရိုဟင်ဂျာဆိုတဲ့ဒါတစ်ခုပြီးတော့ဘင်္ဂါလီဆိုတဲ့တစ်ခုပေါ့နော်ဒါကိုကျွန်တော်တို့ခေါက်ခေါက်ပြပြလေးအရင်ဆုံးကျွန်တော်တို့တင်ပြပေးဖို့လိုနေပြီဟုတ်ပါဘူးဆိုတော့ရိုဟင်ဂျာမှာအသုံးနှုန်းလေးတွေကစမတူဘင်္ဂါလီနဲ့ပေါ့နော်စကားတွေလည်းမတူဘူးခုနကတော့ကျွန်တော်နဲ့စကားပြောပြတဲ့အချိန်မှာဒီရိုဟင်ဂျာတွေက1နှစ်3လေးဘယ်လိုပြောလဲ Rohit at 2 10 sign pound so hot I store no dosh 1နှစ်3 5 6 9 10ပေါ့နော်အဲ့ဒါလက်ရှိအရှိခံဘာသာစကားဆိုတော့ဒီလက်ရှိအရှိခံဘာသာစကားမှာတခါဥမာထမင်းစားပြီလားထမင်းစားပြီလားဆိုလို့ရှိရင်ဟာပြောနေဘောနော်ထမင်းဘာဟိုင်းစားလဲဆိုဘက်ကလာဟိုဒီလိုဘာသာစကားတွေကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မတူဘူးဒါကြောင့်မလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေတဲ့ဘင်္ဂါလီတွေကဒီကနေ့ရခိုင်ပြည်နယ်ထဲမှာနေတဲ့မွတ်စလင်တွေကိုသူတို့လူမျိုးမဟုတ်ဘူးလို့သူတို့ပြောတာဘာကြောင့်ဒီလိုပြောတာလဲဆိုတော့သူတို့ဘာသာစကားချင်းကမတူဘူးဟုတ်တယ်ကိုယ်ကွယ်တဲ့ဘာသာချင်းတို့တူတယ်သို့တော့ဘာသာစကားချင်းကမတူတဲ့အတွက်သူတို့ကနေပြီးတော့ခွေချာဆက်ဆံတာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်မြန်မာနိုင်ငံတွင်းမှာရောခွေချာဆက်ဆံခံရတာဆိုဆက်ဆံခံရတယ်ဘယ်လိုကြောင့်ဆက်ဆံခံရတာလဲလက်ရှိနေပြီးတော့ဒီကျွန်တော်တို့နေဥပဒေကိုကျွန်တော်လက်ရှိနေဥပဒေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဥပဒေကကျွန်တော်တို့လူမျိုးတွေကိုမပြဿနာမဖြစ်အောင်ကျွန်တော်တို့ဒီလက်ရှိပေါ်တော့စီလုံးညီညွတ်မှုမရှိအောင်အမျိုးမျိုးသူတို့ဒီလက်ရှိဥပဒေနဲ့ရောအမျိုးမျိုးရောဘယ်တော့သွေးထိုးလှုံ့ဆော်ပေးခဲ့တာတွေအများကြီးရှိတယ်ဥပဒေရလည်းခွေးချထားတာတွေဒါကကျွန်တော်တို့ဒီသူတို့ပေါ့နော်ဒါအာနာရှင်အုပ်စုတွေကဒါကျွန်တော်တို့တိုင်းရင်းသားတွေပေါ်မှာဒီလိုပုံစံမျိုးပဲသူတို့ကတင်းခွဲပြီးတော့ကျွန်တော်တို့ခွဲခြားပြီးတော့ဆက်ဆံစေတယ်ပြီးတော့ကျွန်တော်တို့ချင်းတဲမှာလည်းပဲအဲ့လိုပုံစံမျိုးတွေကိုသူတို့ကစနစ်တကျလှုပ်ဆောင်ထားကြတာဖြစ်တယ်ဗျာရခိုင်မှာဆိုရင်လည်းပဲကျွန်တော်တို့ရိုဟင်ဂျာကိစ္စတွေနဲ့အမြဲတမ်းပြဿနာဖြစ်စေခဲ့တယ်ဟုတ်ပါဘူးဟုတ်လားကျွန်တော်တို့ဒါကရင်မှာဆိုရင်လည်းပဲဒါကရင်ဗုဒ္ဓဘာသာနဲ့ကရင်ခရစ်ယာန်ဆိုပြီးတော့သူတို့တွေကခွဲခြားခဲ့တယ်ထုံးလေး၎င်းနဲ့ခြားသောတိုင်းရင်းသားတွေမှာလည်းရှိပါတယ်ဒါကိုကျွန်တော်တို့အခြေခံအားဖြင့်တွေ့ရမှာဖြစ်တယ်ဗျဟုတ်ပြီဒါဆိုရင်ဒါသူတို့တွေကျွန်တော်တို့တွေကိုပဲအချိန်ကနေစပြီးတော့
ခွဲခဲ့တာလေ ဟုတ်ကဲ့ဒီဘေးရှင်ကနေစပြီးခွဲခဲ့တာလဲဆိုတော့မပြောကြကျွန်တော်ဥပဒေကိုအရင်ဦးဆုံးလက်လာဖို့လိုတာပေါ့နော်ကျွန်တော်ဒီ1948ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအရှိခံဥပဒေမှာဘယ်လိုရေးထားလဲဆိုရင်ဌာနေတိုင်းရင်းသားနဲ့အဖိုးအဖွားဌာနေတိုင်းရင်းသားမှမွေးဖွားခဲ့သူများသို့မဟုတ်1942ခုနှစ်မတိုင်ခင်ကရောက်ရှိနေထိုင်သူများကိုနိုင်ငံသားဖြစ်ခွင့်ရှိသည်ဆိုပြီးတော့ဒီ1948ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအရှိခံဥပဒေရဲ့နိုင်ငံသားဖြစ်မှုအတိတ်တွေမှာအဲ့ဒါမျိုးရေးထားတာတွေ့ရတယ်ဆိုတော့ဒီဥပဒေကိုအရှိခံပြီးတော့1948ခုနှစ်မှာနိုင်ငံသားမြန်မာနိုင်ငံသားဖြစ်မှုအဲ့ဥပဒေဆိုပြီးထွက်လာဒီဥပဒေကိုအရှိခံပြီးတော့ဒီ1950ခုနှစ်မှာနိုင်ငံသားမှတ်ပုံတင်ရဲ့ new ဥပဒေဆိုပြီးထွက်လာတယ်ဒီ new ဥပဒေတဲ့ဒီအဲ့ဥပဒေရဲ့အရာမွတ်စလင်တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်အဲ့ဒီချိန်တော့ပေါ့နော်အဲ့ဒီချိန်တော့နိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်နောက်ပြီးလို့ရှိရင်ဒီသူတို့ဘယ်လောက်ထိပေးခဲ့လဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီမြန်မာရုပ်ရည်တန်ကြအတန်နဲ့အစီအစဉ်ဌာနမှာတပတ်ကိုတရက်ကို10မိနစ်ကြာတယ်ရိုဟင်ဂျာတိုင်းရင်းသားဘာသာအစီအစဉ်ဆိုပြီးတော့မြန်မာနိုင်ငံတော်အစိုးရရဲ့ဒီအစိုးရပိုင်ပေါ့နော်တည်TV အတန်နဲ့ဌာနကနေပြီးတော့တရားဝင်အတန်လက်ဖက်ပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်ဆိုတော့ဒီလိုမျိုးပေးခဲ့တဲ့သားနဲ့ဒီလက်ရှိနေပြီးတော့ဒီလိုမျိုးတောက်လျှောက်ပေးလာတဲ့သားနဲ့ဘယ်ခုနှစ်ရောက်လာတဲ့ခါမှာဒီ1984ခုနှစ်မှာဦးနေဝင်းကနေပြီးတော့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအရှိကဥပဒေဆိုပြီးရေးဆွဲလိုက်တယ်။အဲ့ကသူရေးဆွဲလိုက်တဲ့ဥပဒေမှာဘာဖြစ်သွားလဲဆိုလူမျိုးပေါင်း135မျိုးဆိုပြီးတော့ရှော့ရှော့လိုက်တယ်။အဲ့ဒါကလည်းကျွန်တော်တို့ဒါလူငယ်တွေပေါ့နော်။ကျွန်တော်တို့မျိုးဆက်တွေပေါ့နော်မသိတဲ့အကြောင်းအရာတွေပေါ့ကျွန်တော်တို့အားလုံးသိရှိထားတာတွေကတော့ကျွန်တော်တို့နိုင်ငံတွင်းမှာလူမျိုးပေါင်း135မျိုးပဲဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သင်ခန်းစာသူတို့တင်ခဲ့တဲ့တင်ရိုးမှာကိုအဲ့လိုထည့်တာပါ။ဒါပေမဲ့အရှိမကျွန်တော်တို့ဒါဒီထက်ပိုများပြတဲ့လူမျိုးတွေကိုကျွန်တော်တို့ပြရမှာဖြစ်တယ်ဟုတ်ပါတယ်ဒီ1948ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဗိုလ်ချုပ်အောင်ဆန်းရေးဆွဲတော့ကလူမျိုးပေါင်း144မျိုးနဲ့ရေးဆွဲခဲ့တာဖြစ်တယ်အဲ့တော့ဒီ1962ခုနှစ်မတ်လ2ရက်နေ့မှာတက်လာတဲ့ဦးနေဝင်းကနေပြီးတော့မလုပ်လိုက်လဲဆိုတော့လူမျိုးတွေကိုရှော့ရှော့လိုက်ပြီးတော့135မျိုးဆိုတော့9မျိုးရှော့ရှော့လိုက်တာပေါ့နော်135မျိုးဆိုပြီးတော့သူကနေပြီးတော့ရေးဆွဲလိုက်တယ်ဆိုတော့ဒီဥပဒေရဲ့အတိုင်းကျွန်တော်တို့မလုပ်လဲဆိုလူမျိုးကိုလည်း3မျိုးနဲ့ဖွဲ့ရှော့လိုက်တယ်နိုင်ငံသားပြုခွင့်ရတယ်ဆိုပြီးတော့ဒီလိုပြုခွင့်ဒီလိုလုပ်လိုက်တဲ့ခါကျတော့ဒီလက်ရှိဒီလိုလုပ်ပြီးတော့သူကဘာလုပ်လိုက်လဲဆိုတော့ဒီ1988ခုနှစ်မှာကျွန်တော်ဟိုတနေ့ပြောခဲ့ပါတယ်ငကားမဲဆက်ဆင်ရင်လည်းနေထုတ်တယ်ဟဲ့လာစီမံချက်နဲ့ပြန်ရေးဆွဲပြီးတော့ခေါ်တယ်ဒါသူတို့ဒါဟိုဘယ်လိုခေါ်လဲကျွန်တော်ရခိုင်ပြည်နယ်ထဲမှာမြန်မာနိုင်ငံထဲမှာပေါ့နော်ဒါသူတို့ကလူမျိုးရေးခွဲခြားလူမျိုးပြဿနာအဓိကတော့မဖြစ်အောင်သူတို့လိန်နေညာတယ်သူတို့လက်ပတ်စားတော့လာတွေကိုပြည်သူလူထုမသိရအောင်လက်စားထားတာလေအများကြီးပေါ့နော်အဲ့တော့ဦးနေဝင်းကဘယ်ဟာကိုအရှိတိုင်းလုပ်လာလဲဆိုလို့ဒီကျွန်တော်တို့တစ်ချိန်တော့ကနေပြီးတော့ចောင်းသားကောင်းဆောင်ကိုအောင်ကျော်သေဆုံးခဲ့တဲ့အမှုတစ်ခုရှိတယ်1931မှာဖြစ်မယ်ဟုတ်တယ်ဒီ1931လောက်မှာသူចောင်းသားကောင်းဆောင်ကိုအောင်ကျော်ចောင်းသားတပိတ်ကိုနှိမ်နေခြင်းတဲ့အတွက်အင်္ဂလိပ်အစိုးရဘာလုပ်လိုက်လဲဦးရွှေပြည်ရေးတဲ့မိုလဝီနဲ့ယောဂီဆိုတဲ့စာအုပ်ကိုထုတ်ခွင့်ပေးလိုက်တယ်ဒီကပြည်သူလူထုကမိုလဝီနဲ့ယောဂီဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့ဒီမှာကလာဗမာအရေးခဲဒီမှာစပြီးတော့ဖြစ်လာတယ် ဒီမှာသူတို့ဒီပြည်သူလူထုအားလုံးကကလပ်ပမာအရေးခင်းကိုအာရုံစိတ်နေတဲ့အချိန်မှာဒီလက်ရှိနေအင်္ဂလိပ်အစိုးရကဘာလို့လဲចောင်းသားတစ်ပိုက်ကိုနှင်းနေမလိုက်တယ်ဒါကနေပြီးတော့လုံးစဲတိုက်ပဲဒီကနေ့သူတို့ရဲ့ဒီမြန်မာနိုင်ငံကိုသူတို့လှုပ်ရှင်တယ်လို့လှုပ်ဖို့အတွက်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအရှင်းရှင်းတွေးခွေးပြီးတော့တခါတည်းအုပ်ချုပ်လိုက်တယ်အဲ့ကဒီဘက်မှာပြည်သူလူထုအားလုံးကကိုတိုင်းရင်းသားအရှင်းရှင်းပဲအာရုံစိတ်နေသူတို့နိုင်ငံရေးကိုသူတို့လှုပ်ရှင်တယ်လို့လှုပ်လိုက်ကြတယ်ဒါနိုင်ငံရေးလက်ကွက်တစ်ခုပေါ့နော်ဟုတ်တယ်ဒါကကျွန်တော်တို့အမြဲတမ်းသူတို့သုံးနေကြပုံစံပဲဒါကိုကျွန်တော်တို့အမြဲတမ်းလည်းမှတ်ရဖို့လိုတယ်ဆိုတော့ဒါဘာသာရေးလူမျိုးရေးတွေအခွဲခြားဆက်ဆံဒါတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါတိုင်းရင်းသားချင်းချင်းတွေကြားထဲမှာလည်းပဲအခုလိုပုံစံမျိုးတွေဖြစ်အောင်သူတို့ကစနစ်ကျလှုပ်ဆောင်ခဲ့တာဘာကြောင့်လဲဆိုရင်သူတို့ကယင်းချိန်ကဒါသူတို့သုံးနေကြပေါ့နော်ဒါဗမာလူမျိုးကြီးဝါတွေပေါ့ဆိုတော့ဒါမျိုးတွေပြီးတော့ကျွန်တော်တို့ဒါသူတို့ရဲ့ဆက်လက်ပြီးတော့အုတ်ချုပ်နိုင်ဖို့ကိုကျွန်တော်တို့ဒါတိုင်းရင်းသားနေမြေတွေမှာဒီလိုမျိုးပြပခါတွေကအများအားဖြစ်နေဖို့လိုတယ်ဆိုတော့ဒါမှလည်းပဲတိုင်းရင်းသားတွေကသူတို့ရဲ့နေမြေသူတို့ရဲ့ပြည်နယ်အတွက်ကိုသူတို့တွေဒါဘာပေါ့နော်အားမဆိုင်နိုင်ဘူးဟုတ်တယ်ပြီးတော့သူတို့ကိုပြန်ပြီးတော့ဟလာကျွန်တော်တို့ဒီနေ့ခေတ်ကာလမှာလို့ကျွန်တော်တို့ဒါတော်လှန်ချီလုံနိုင်ဘူးချင်းမှလည်းပြဿနာဖြစ်နေတာဟုတ်ပါတယ်နောက်မှလည်းသူတို့ရှင်းလို့မရတဲ့အရှုပ်တွေကိုလည်းတစ်မျိုးပြီးတစ်မျိုးခုနကပြောတဲ့ဗမာမွတ်စလင်နဲ့တိုက်တာတွေဟာလာကျွန်တော်တို့ကရင်ချင်းကိုဘာသာရေးခွဲပြီးတော့တိုက်တာတွေပြီးတော့ကျွန်တော်တို့ကချင်နဲ့ကချင်ချင်းကိုပြန်တိုက်ခိုင်းတာတွေအများကြီးပါပဲပြီးတော့ရှမ်းမှာလည်းထုံလေးတကောင်းပဲ
ဆိုတော့ဒါတွေကိုကျွန်တော်တို့ဒါမျိုးဆက်တွေအားလုံးကသိဖို့လည်းလိုတယ်ပြီးတော့လက်ရှိတော်လှန်ရေးမှာလည်းပဲဒါတွေကိုအသိနော်အတိတရားနဲ့ကျွန်တော်တို့တကယ်အရှိတရားတွေကိုနှိုင်းရှင်ပြီးတော့ကျွန်တော်တို့ချိန်ဆပြီးတော့လှုပ်ဆောင်ဖို့လိုတယ်ဗျ ဟုတ်ပါတယ်ခင်ဗျာ ဟုတ်ဒါဆိုရင်ကျွန်တော်တို့ကဒီအခုပေါ့နော်ကျွန်တော်တို့ဒါဘင်္ဂလီနဲ့ရိုဟင်ဂျာနဲ့ကမတူဘူးဆိုတာကိုဒါအခုကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ဒါညီကိုမောင်နှမတွေလည်းသိရှိသွားပြီလို့တော့ကျွန်တော်မျှော်လင့်နေဗျ ဟုတ်ပါတယ်ခင်ဗျာ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါအခုလက်ရှိတော်လန်ရေးမှာเนาะကျွန်တော်တို့ထူးခြားတာကတိုင်းရင်းသားအဖွဲ့စုံပါတယ် ဟုတ်ပါတယ် ပြီးတော့ကျွန်တော်တို့ဒါမတူညီကွဲပြားတဲ့ဒါမိမိတို့ဘယ်ဘာသာကိုပဲကိုးကွယ်ကျွန်တော်တို့တော်လန်ရေးမှာဆိုရင်မွတ်စလင်တွေလည်းပါတယ် ဟုတ်ပါတယ် เนาะ ဟုတ်ပါတယ် ကျွန်တော်တို့ဟိန္ဒူတွေလည်းပါတယ် ဟုတ်ပါတယ်ခင်ဗျာ ဆိုတော့ဒါကကျွန်တော်တို့အတွက်တကယ်ကိုနှစ်လိုပဲကောင်းတဲ့အချက်ပဲဗျ ဟုတ်ပါတယ်ဒီတော့ဒီမွတ်စလင်တွေကဒါအခုမှပါတာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ဘိုလ်ချုပ်အောင်ဆန်းရှိခဲ့တော့ကလက်ရှိနေပြီးဥရဇက်ကနေပြီးအိန္ဒိယနိုင်ငံသားပဲအိန္ဒိယနိုင်ငံသားဥရဇက်ကိုတိုင်းဒီကျွန်တော်တို့ဗာလဲဒီပေါ့နော်ဒီမြန်မာလွတ်လပ်ရေးအရာယူဖို့အတွက်ကြိုးပမ်းခဲ့တဲ့ထဲမှာဥရဇက်လည်းထည့်ဆောင်ပါခဲ့တယ်နောက်ကဒီလက်ရှိကျွန်တော်တို့ဒီရေဘိုကိုကြိုက်တဲ့ပါတဲ့ဒီဗာလဲရေဘိုကိုထွေး ညိုကိုထွေး ရေဘိုကိုထွေးလက်တာမွတ်စလင်ပဲ မွတ်စလင်ပဲ ပြီးတော့ဒီကျွန်တော်တို့မွတ်စလင်တွေအားလုံးကကျွန်တော်တို့ဒီဘောနော်မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရဖို့အတွက်အားကြိုးမှန်တဲ့စ조사ခဲ့ကြတယ်လို့ကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်ထဲမှာလည်းပဲဒီဘောနော်အေးတပ်ဖွဲ့ဝင်ထဲမှာလည်းပဲမွတ်စလင်တွေရှိတယ် ဟုတ်တယ် ရှိတယ်ဆိုတော့ကျွန်တော်တရားဒီတော့ကျွန်တော်တို့မွတ်စလင်တွေနဲ့ရခိုင်နဲ့ဟာနှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လာခဲ့ပြီးတော့မှဘာကြောင့်ဒီလိုမျိုးကွေးသွားတာလဲဆိုလို့ရှိရင်ကျွန်တော်ဥပဒေတွေကြောင့်အစိုးရကဒီလက်ရှိနေပြီးတော့ဒီနိုင်ငံကိုဒီကျွန်တော်တို့တရားမဝင်လို့ပြောတာပေါ့တရားမဝင်အစိုးရပေါ့တရားမဝင်အစိုးရကနေပြီးတော့တရားဝင်ဥပဒေတစ်ခုကိုပြဋ္ဌာန်းလိုက်တယ်ပေါ့ဗျာတရားမဝင်တဲ့ဥပဒေပေါ့အဲ့တော့ဒီဥပဒေပါကျွန်တော်တို့ဒီပြန်နောက်တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်1982ခုနှစ်မှာနိုင်ငံသားဖြစ်မှုဥပဒေဆိုလို့ပြဋ္ဌာန်းလိုက်တယ်အဲ့ဒီမှာကျွန်တော်လူအစိုးရကျွန်တော်ပြောခဲ့သလိုပဲလူ3မျိုးနဲ့ခွဲခြားလိုက်တယ်နိုင်ငံသားနိုင်ငံသားပြုတ်ခွင့်ရသူဆိုတော့ဒီနိုင်ငံသားဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတဲ့ကသူကဘာလဲဆိုတဲ့က1823ခုနှစ်မတိုင်မီမြန်မာနိုင်ငံတွင်းမှာနေထိုင်ခဲ့သူဒါမှမဟုတ်နိုင်ငံသားမိဖမြန်မာမွေးဖွားလာသူဒါကနိုင်ငံသားအတိတ်ပဲပေါ့နော်ကျွန်တော်1823ခုနှစ်ကပဲရောက်ရှိနေထိုင်နေကြတယ်လို့သူကရောက်ရှိနေထိုင်နေခဲ့တဲ့လူတွေအားလုံးသူကနိုင်ငံသားကတည်းကထုတ်ပေးထားပြီးသားဒါတွေအားလုံးကိုနေပြီးတော့ဥနေဝင်ကသိမ်းခဲ့ပြီးပြီဥနေဝင်သိမ်းခဲ့ပြီးတော့ဒီ82ခုနှစ်ဥပဒေကိုပြဋ္ဌာန်းလိုက်တယ်ဒါကြောင့်မလို့ဒီနိုင်ငံတကာကလည်းဒီဥပဒေကိုဘာလို့ပြဋ္ဌာန်းလဲဆိုတော့လူအခွင့်အရေးရှိုးဖောက်တဲ့ဥပဒေပါဆိုပြီးတော့ကျွန်တော်တို့ကျိုးထားပြီးသားဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးနိုင်ငံတကာကပြောတာမြန်မာနိုင်ငံရဲ့ဥပဒေပညာရှင်တွေကိုယ်တိုင်ကလည်းဒီဟာကိုသုံးခဲ့တာဆိုတော့နောက်တစ်ခုကျတော့ဘာလဲဆိုတော့ဒီလက်ရှိနဲ့နိုင်ငံသားသူဘာလဲဆိုတော့1948ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေဖြစ်နိုင်ငံသားဖြစ်ခွင့်ရရှိသူများကိုနိုင်ငံသားအဖြစ်ပြုခွင့်ပြုသည်တဲ့ဆိုတော့ကျွန်တော်တို့ဒီတော့ဒီမွတ်စလင်တွေကနှစ်ပေါင်းများစွာနေလာခဲ့ပြီးတော့မှ1948ခုနှစ်နှစ်ရဲ့ဥပဒေတိုင်းဘာလို့လဲသူတို့နိုင်ငံသားဆိုပြလိုက်တယ်အဲ့ဒါကျွန်တော်ရခိုင်မှာဘာဖြစ်လာကြလဲဆိုတော့ငါကတော့နိုင်ငံသားအမေကနိုင်ငံသားမဟုတ်ဘူးငါကတော့တိုင်းရင်းသားမင်းတိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ပြဿနာမျိုးတွေအဓိကတော့အများကြီးဖြစ်ကြတယ်အဲ့တော့ကျွန်တော်ဒီနေ့နေပြီးတော့ဘောနော်ဒီနေ့မိပတ်ပြည်သူတွေကို message ပြချင်တာကဘာလဲဆိုတော့ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာပဲကိုယ့်ကိုယ်ကျွန်တော်လက်ရှိအနေထားတဲ့ကြောင့်လူကိုလူလို့မြင်တတ်ဖို့လိုတယ်ဒီတော့လူကိုလူလို့မြင်လိုက်ပြီးတော့ကျွန်တော်အဓိကကျွန်တော် target သည်ကျွန်တော်အဓိက main အဓိက man ရန်သူသည်ဒီကျွန်တော်ခွေးအုပ်ချုပ်ထားတဲ့စစ်အစိုးရတာဖြစ်တယ်မှန်တယ်ဒီစစ်အစိုးရကိုပဲကျွန်တော်ပူပုံညီညွတ်နဲ့ကျွန်တော်စီစီလုံးလုံးနဲ့တိတ်ထွားမှအရှိဖြစ်တယ်ဒါကြောင့်မလို့မင်းကတော့ရိုဟင်ဂျာမင်းကတော့ကလာမင်းကတော့ဘာဘင်္ဂလီပြုံးနေတော့ကျွန်တော်အားလုံးသူဝိုင်းဝန်းပြီးတော့မြန်မာနိုင်ငံထဲမှာမှီတဲ့နေထိုင်နေကြတဲ့ဘယ်သူမဆိုဝိုင်းဝန်းပူပုံလို့တိုက်ခိုက်တဲ့တယ်လို့ကျွန်တော်မြင်တာပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ဒါကျွန်တော်နိုင်ငံလွတ်လပ်ရေးအစကနဦးမှလည်းပဲကျွန်တော်တို့ဒါအားလုံးတူတူပူးပေါင်းပြီးတော့ပါဝင်ခဲ့ကြတာကိုလည်းကျွန်တော်တို့ရှိခဲ့တယ်ပြီးတော့အခုလက်ရှိတော်လန်ရေးမှလည်းအားလုံးအတူတူပါဝင်နေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့အာရခတက်တော် AA ရဲ့ဒါစစ်ဦးစီးချုပ်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုနိုင်ကလည်းပဲဒါဘေးဘာသာဝင်တွေပဲမဆိုအားလုံးကိုသူတို့လက်ခံတယ်အတူတူပဲဆိုတာကိုလည်းဒါရခိုင်ရဲ့ပြည်သူတွေကိုစားသူပြောဆိုခဲ့ပြီးဖြစ်တယ်ဟုတ်ပါတယ်ဆိုတော့ဒီအချင်းတွေမှာကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်တို့တိုင်းရင်းသားနေမီတွေမှာများသောအားဖြင့်ကသူတို့တွေပေါ့နော်အမျိုးမျိုးပုံစံတွေနဲ့ဖိနှိပ်ပြီးတော့ဒါပညာကြီးအားနဲ့အောင်လဲဖန်တီးခဲ့ကြတာကအာနာရှင်ဒါအကြံဖတ်ဖက်စစ်အုပ်စုဖြစ်တယ်
ပြီးတော့လူမျိုးရေးပြိပခဖြစ်အောင်ဖန်တီးခဲ့တာကလည်းပဲအာနာရှင်အုပ်စုအကြမ်းဖက်အဖွဲ့တွေပဲဖြစ်တယ်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားအချင်းချင်းဒါပြန်ပြီးတော့အချင်းချင်းပြန်ပြီးတော့တတ်ဖို့ထိအောင်လဲဖန်တီးခဲ့တာတွေကလည်းပဲဒီအာနာရှင်အုပ်စုသားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒါမပုံတွေမှာဆိုရင်ဗျာဟုတ်ပါနော်အားလုံးလဲဒါမြန်မာနိုင်ငံသားမပုံတွေရရှိဘူးတဲ့သူတွေပါပဲနော်ဟုတ်ပါတယ်အပေါ်မှာအဖနာမည်ဟုတ်လားအောက်မှာငွေတက်ဂရေပြီးတော့အောက်မှာရေးထားသေးတယ်ဒါဘာသာကိုယ်ွယ်သည့်ဘာသာဟုတ်တယ်ဗမာဗုဒ္ဓဟုတ်တယ်ပြီးတော့ဗမာမွတ်စလင်ရှိပါတယ်ဗမာဟိန္ဒူဟုတ်လားဟုတ်ပါတယ်ရှိပါတယ်ကိုကြီးဒါဟာဘာကိုပြနေတာလဲဆိုရင်လက်ရှိအုပ်ချုပ်ထင်နေတဲ့အုပ်ချုပ်သူဒါအတန်းစားဟာသူတို့ကိုယ်၌လူမျိုးကြီးခွဲခြားထားလိုက်ဆိုတာကိုကျွန်တော်တို့မှတ်ပုံတင်ကိုကြည့်တာနဲ့သိနိုင်ပါတယ်ဟုတ်ပါတယ်ခင်ဗျဒီချိန်မှာကျွန်တော်တို့ခွဲခြားဖို့လိုလားမလိုသေးဘူးမလိုတော့ဘူးဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်းဒါပါ case ဆက်ကျွန်တော်တို့သမိုင်းဒါကာလတွေမှာလည်းပဲတယောက်ကဤဥပဒေတွေအဥပဒေတွေထုတ်တယ်ပြီးတော့နောက်တစ်ယောက်ကတဖန်ထပ်ပြီးတော့သူတို့လိုချင်တဲ့ပုံစံတွေထပ်ပြောင်းတယ်ဒီလိုပဲပြောင်းလဲရင်းနဲ့ပြည်သူစံနာမပါဘဲနဲ့လှုပ်ဆောင်ခဲ့တဲ့အလုပ်တွေကြားထဲမှာသူတို့တွေထုတ်ခဲ့တဲ့ဥပဒေကြားထဲမှာကျွန်တော်တိုင်းရင်းသားတွေဒါတွေးချောင်းစီးခဲ့ရတယ်ကျွန်တော်တိုင်းရင်းသားတွေအချင်းချင်းတွေးခွဲခဲ့ရတယ်ဟုတ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့ရဲ့အဓိကခေါင်းစဉ်တင်ပြခဲ့တဲ့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့ကျွန်တော်တို့ဒါအဓိကဏီကုန်းကိုကျွန်တော်တို့မိဘပြည်သူတွေကိုဘယ်လိုမျိုးတင်ပြခြင်းဟုတ်ပါဘူးဒါကျွန်တော်ဒီရိုဟင်ဂျာဘယ်သူလဲဆိုတာဒီရိုဟင်ဂျာကျွန်တော်တိုင်းရင်သူတို့ဘောနော်လက်ရှိနေပြီးတော့ဘင်္ဂါလီဘယ်သူလဲရိုဟင်ဂျာဘယ်သူလဲဆိုတဲ့ဟာထဲမှာကျွန်တော်တို့ကလူမျိုးတစ်မျိုးလို့သတ်မှတ်တော့မယ်ဆိုလို့ရှိရင်နံပါတ်1ဘာလဲဆိုရင်ယဉ်ကျေးမှုနံပါတ်2ဘာသာစကားနံပါတ်3ရှေးကြသောနေထိုင်မှုโอเคဒီတော့ဒီအရှက်လက်တွေဒါဒီဟာအများကြီးပေါ့နော်ဒီအများကြီးတော့မှအဓိကကြတဲ့ဒီအရှက်3ချက်ကိုပဲကျွန်တော်အရင်ပြောပြမယ်သူတို့ကိုကျွန်တော်နိုင်ငံသားဖြစ်ခွင့်ပေးတာမပေးတာကဒါကကျွန်တော်တို့အလုပ်မဟုတ်ဘူးကျွန်တော်ပြည်သူပြည်သားအလုပ်မဟုတ်ဘူးအစိုးရအလုပ်ပြီးတော့ဒီတို့နောက်ထပ်တက်လာမယ့်အစိုးရဖြစ်စေဒါမှမဟုတ်ရခိုင်ပြည်နယ်ရခိုင်အစိုးရဖြစ်စေလုပ်ပြရမယ့်တာဝန်ပဲဒါကျွန်တော်လူသားချင်းချင်းသိထားရပါကရှစ်ကြည်ရင်းနေမှုပဲမှန်တယ်ပြီးတော့ဟုတ်ပြီဒါဆိုကျွန်တော်ယဉ်ကျေးမှုကြည့်ကြအောင်ယဉ်ကျေးမှုက culture ဆိုတဲ့ဟာဒီရိုဟင်ဂျာမှာလည်းသူ့ယဉ်ကျေးမှုတွေသူရှိတယ်โอเคဒါဆိုရိုဟင်ဒီလက်ရှိနေပြီးတော့ဒီရခိုင်ပြည်ထဲမှာမိတဲ့နေတိုင်းကြတဲ့မွတ်စလင်တွေမှာဘာသာစကားမရှိတော့ရှိတယ်အခုနကကျွန်တော်ပြောသလိုပဲသူတို့ရဲ့ဘာသာစကားကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကနားမလည်ဘူးဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းသူတို့ပြောတဲ့စကားကိုနားမလည်ဘူးဆိုလိုတာကသူတို့ဒီမိမိတို့ရဲ့ဘာသာတရားအဲ့မိမိတို့ရဲ့ဘာသာစကားနဲ့အတိုင်းရက်တည်နေတာပေါ့နော်အဲ့ဒါဟုတ်ပြီ data ဆိုဒီစကားတွေကိုဒီလိုမတူကွေးပြတာကိုဒီအစိုးရမသိလို့သိတယ်သိတာနဲ့ဘာကြောင့်ခွဲခြားတာလဲဆိုကျွန်တော်ရခိုင်လူမျိုးနဲ့မွတ်စလင်နဲ့ပူးပေါင်းသွားမှာကြောက်လို့ပူးပေါင်းသွားပြီဆိုလို့ရှိရင်လောခဲ့တဲ့နှစ်ပေါက်ကျွန်တော်ပြောမှာနော်ဒါကျွန်တော်ပုံမလေးပြောတာလောခဲ့တဲ့နှစ်ပေါက်90လောက်ကပဲရခိုင်ပြည်နယ်ပြန်ကိုကျမကိုဖန်တီးခွင့်ရနေโอเคမွတ်စလင်နဲ့ရခိုင်နဲ့ကပူးပေါင်းပြီးတော့တိုက်ခဲ့မယ်ဆိုလို့ရှိရင်ကိုကျမကိုဖန်တီးခွင့်ရတာလောခဲ့တဲ့နှစ်ပေါက်90လောက်တော့ရပြီကြတယ်ဆိုတော့ကျွန်တော်ဒီနေ့ message ပေးချင်တာကဘာလဲဆိုတော့ကျွန်တော်ဘာသာစကားကိုဘုနော်ငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးမဟုတ်ဘဲနဲ့ဘုနော်ဘယ်လူမျိုးဘယ်ဘာသာကိုဖြစ်ကျွန်တော်တို့အားလုံးတွေရခိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေကြတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့ရခိုင်လူမျိုးအဖြစ်သတ်မှတ်ဖို့ကျွန်တော်လိုအပ်တယ်ရခိုင်မျိုးနွယ်စုထဲမှာပါတာဖြစ်ကြတယ်ရခိုင်ပြည်နယ်ဖွာအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်အားလုံးစီလုံးညီညွတ်နဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်နယ်လွတ်မြောက်ရဲ့အတွက်တိုက်ပွဲဝင်တဲ့ဟဲလို့ဒါကျွန်တော်မြင်တာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ဒီဖြစ်စဉ်တွေအကုန်လုံးရဲ့အဓိကသမိုင်းတရခံမတူလဲဆိုတာသိဖို့ကတော့အရေးကြီးပါတယ်ဒီလိုမျိုးကျွန်တော်တို့တိုင်းရင်းသားတွေဟလာကျွန်တော်တို့ဒါဘာသာရေးကိုယ်ွယ်မှုတီးတီးတွေကိုဒီလိုပြပခဖြစ်အောင်ပြီးတော့ကျွန်တော်တို့အချင်းချင်းစီလုံးညီညွတ်မှုမရှိအောင်ကျွန်တော်တို့အချင်းချင်းသွေးချောင်းစီးအောင်လှုပ်ဆောင်ခဲ့တဲ့အဓိကဒါကျွေးချက်ရှိနဲ့လှုပ်ကင်ခဲ့တဲ့သူတွေကခေတ်ဆက်အာနာရှင်အကြမ်းဖက်အုပ်စုတွေသာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟာလူသားချင်းစာနာထောက်ထားဖို့အရေးကြီးပါတယ်ပြီးတော့ချစ်ချင်းတရားတွေကိုကျွန်တော်ပြသဖို့အရေးကြီးတယ်ကျွန်တော်တို့လူခွင့်ရေးတွေရရှိဖို့အတွက်တိုက်ပွဲဖော်နေတဲ့ဒီကနေ့ຫນွေဦးနဲ့အတူပေါပွားလာတဲ့ကျွန်တော်တို့ရဲ့တော်လန်သောတပ်ဖွဲ့ဝင်တွေရော
ဒါတော်လန်နေတဲ့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးဟာကျွန်တော်တို့နိုင်ငံငြိမ်းချမ်းနေတာတွေပျော်ရွှင်နေတာတွေဒါလွတ်လပ်စွာကိုယ်ွယ်ခွင့်တွေပြီးတော့လွတ်လပ်စွာဒါနေထိုင်ခွင့်တွေပေါ့နော်ဒီအတွက်တိုက်ပွဲဝင်နေကြတာဆိုတော့ဒီကနေ့မှာကျွန်တော်တို့ပြောခဲ့တဲ့ဒါရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘလူးသဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တိုင်းမိဘတွေလည်းအားရနဲ့တက်မယ်လို့ညှော်လင့်ပါတယ်ကျွန်တော်တို့နောင်လာလောင်သားတွေနဲ့ကျွန်တော်လက်ရှိနိုင်ငံရဲ့ဒါပြိပခါတွေငြိမ်းအေးဖို့ပြီးတော့ပို့ပြီးတော့ဒါစီလုံးညီညွတ်မှုနဲ့ဒါပို့ပြီးတော့ချစ်ချစ်ခင်ခင်ကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်နိုင်ဖို့ပဲကျွန်တော်တို့ကညှော်လင့်ပါတယ် ဟုတ်ပါတယ်ခင်ဗျာ ဒီနေ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ် ဟုတ်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ